အဓိကတော့ဒီကင်မရာမန်တရုတ်ကြီးနဲ့ကျွန်တော်နဲ့အဲ့ကိစ္စကိုပြောကြရင်လည်းချမယ်ကွာဆိုပြီးတော့လုပ်မယ်ဆိုပြီးတော့တွင်းမချောင်စီရောက်အောင်သွားမယ်ဆိုပြီးတော့ကျွန်တော်ကိုတွင်းမချောင်စီကိုကျွန်တော်ဖုန်းဆက်ဆက်တယ်တွင်းမချောင်ကြီးကျွန်တော်ရန်ကုန်မှာမဟုတ်ဘူးလေတဲ့ဘလို့အင်တာဗျူးမလဲတဲ့ကျွန်တော်တို့လာမှာဆိုတော့လိုင်းနဲ့လာခဲ့ဆိုရှိတယ်တက်ဝဲမှာရှိတယ်ဆိုပြီးတော့သူကပြောတယ်ဒီကျွန်တော်နဲ့အတူဒီ Yogamatch ဒီအစီအစဉ်တွေအတွက်ဒါရိုက်ကူးလိုက်လို့ပေးတဲ့ကျွန်တော်တို့တေကြီးလို့ခေါ်တယ်ချက်စလုံးနဲ့เนาะသူပါတယ်ပြီးတော့စော်လေးပါတယ်ပြီးတော့ကျွန်တော်အမြဲသုံးနေကြကားဆရာကိုထွေးပါတယ်အဲ့ဒီတွင်းမချောင်နဲ့အင်တာဗျူးတက်လာတဲ့အချိန်မှာခေါင်းနဲ့အရင်ဆုံးရောက်လာတာအဲ့ဒီအလုပ်ကြီးကိုဘယ်လိုများလုပ်နိုင်ခဲ့တာလဲဆိုတာတကယ်ရောက်သွားတဲ့အခါကျတော့ညဘက်ကြီးရောက်သွားတာရောက်ချင်းဝမ်းတာလိုက်တာတွင်းမချောင်ကြီးကိုကျွန်တော်မတွေ့ရတာအရန်ကြာနေပြီလေလူလည်းဝမ်းတာမှာပေါ့လေတကူကသူ့စီကိုလာပြီးတော့နိုင်မများလာပြီးတော့အခြေအနေကလည်းအဲ့လိုတင်းနေတယ်ဒီလိုက90လောက်ဖြစ်သွားရင်90လောက်ရှိတယ်အဲ့ဒီပွဲကြည့်ရလားone way ပဲရှိတယ်သူကြိုက်တဲ့ပွဲလေးကြိုက်တဲ့ပွဲလေးကြည့်ရဒါမှမဟုတ်အရန်လည်းပြင်မှန်းတယ်အခုချိန်နောက်တစ်ခေါက်ထပ်လို့ဆိုရင်လုံနိုင်ဖို့မလွယ်တော့ဘူးလို့ကိုကျွန်တော်တို့ယူဆလိုက်တဲ့ကြီးစဉ်တစ်ခုဖြစ်ခဲ့တာပေါ့အခုလက်ရှိကိုတွင်းမရှောင်ကြည့်ရှုနေတာကတော့ကျွန်တော်တို့ဒီခီးစဉ်ကိုစတင်မှုသုံးအားဖြစ်စေခဲ့တဲ့ကောင်းတဲ့ကိုတွင်းမရှောင်ပေးဖက်နေရပဲဖြစ်ပါတယ်ကစားသမားဘဝကနေပြီးတော့အနားယူရတဲ့အကြောင်းရင်းတွေကိုလည်းအခုလိုမျိုးရှင်းပြထားပါတယ်ကိုလည်းထိုးရလွယ်ပါဘူးထွေးဆဲရမှာဟုတ်တယ်ဒီကကြာတော့ထွေးမလို့ဖြစ်တော့မီးငွေပြင်းနေလက်စုံတော့လောက်လာဟို55 16မိနစ်ထိုးရတယ်စေဥပါထိုးရအောင်ရအောင်အပြင်မှာကျွန်တော်တို့တနေ့လုံးဒီမိုးလင်းမိုးချုပ်ထိုင်ရိုက်တာ哦အဲ့ဒါကြီးကပိုတော်မှအကြောင်းအရာဆုံးသေးတယ်ပို့ပြီးတော့ကျွန်တော်တို့သူမတင်စေခြင်းလို့မတင်သင့်လို့သူမပြောသင့်ဘူးထင်လို့မပြောတာကြီးအကုန်လုံးအမှပါတယ်အကုန်လုံးရဲ့အတွင်းရေးတွေရောအများကြီးကျွန်တော်တို့ပြောပြသွားတယ်ဆိုလေဦးလို့လည်းကောင်းပါတယ်ဒါဆိုလေဦးကြတော့ဘယ်လိုပြောမလဲသူကလည်းပြီးချစ်ပြီးလက်ပါဝါသိမရှိလူတယောက်ပြီးသွားနိုင်တယ်ခြေဆိုခြေပေါ့ဒူးလို့ဒူးလက်တွေဒါပါဝါသူလိုက်ပြီးတာစီဒါကထွေးပြီးအားနဲ့စတယ်မန်ကောင်းတယ်သူတလုံးကတခြားလူကြိုတဲ့အချိန်ဆိုသူစိတ်ကြိုက်ဆိုတော့ထိုးရတဲ့ပွဲဆော့မှာလက်တီကောင်းတော့ဝဲတော့မလို့ဘူးကြက်မွေးတာကြက်တိုက်တော့ခုနကလေးမှာကြည်တဲ့ဝန်လာစတယ်အဲ့ဒါတိုင်းမှာဟိုမှာလည်းချက်မွေးတာငါပြတဲ့သူကျတဲ့မှာခါတာခါမှာကဘာလေးတောင်းစားကမှကျွန်တော်ကြီးပတ်ဆောင်လိုက်ကျွန်တော်တင်းတယ်ကျွန်တော်ဟိုးဘာလဲအဲ့ဒီကိစ္စအိုးဘွာအဖိုးကြီးတော်တော်ကြီးအသိကြီးသူကကြည့်မတာသူကဗဘဲလုပ်တယ်ဟောကြည့်မကောင်းလို့ရှိမယ်လေမန္တလေးမြို့သွားတော့မစစ်ပေးရမှာမကြတဲ့ကဖားမှာကြတဲ့ကဖားကျွန်တော်မသိဘူးလို့ဘောလည်းသိတယ်ဟိုတကြည့်ကြအောင်အဘကောင်းတဲ့ကောင်ဖန်ပေးလိုက်လို့ဘောတော့ရောတော့သူတို့ဖြစ်တော့ကိုလည်းဒီကြတော့ကြည့်ကြည့်တော့သူလည်းသားရဲနေတာအဲ့တော့တော့သားပဲကိုသားဘူးလို့ကိုကသူ့နဲ့တော့သူ့တော့ဘောကံလို့တော့ငါမန်းတော့မလို့ကြည့်တော့မလို့ကြည့်တာပတ်သမကောချစ်တော့လိုက်တယ်ဘယ်ကမ်းပဲကောင်းမယ်တိုက်ကြမှာရောမာတော့ကျဲမခေါ်ခိုင်းဘူးအဲ့ဒါအဲ့ဒါလည်းတော့တင်းနေလာလို့ဘူးလည်းကိုလည်းရှိတယ်တော့ဒီလိုဘူးရတယ်တော့ဘူးလားတော့ထောက်ပါဘူးစောဆယ်ပေါ်ရောက်ရှိစောပုံပြတောက်တယ်ဘူးကျွန်တော်စိတ်ကကြောင့်ပြတာဟုတ်တော့ရှစ်တဲ့ရှစ်ရဲ့ဒီကဆုံးတဲ့ပတ်သက်မထားနဲ့အဲ့ဒီဆော့လည်းတော့ရက်ချိုးပေးလိုက်မလို့ငါလည်းကရထဲဒီလိုကျွန်တော်စိတ်ကအဲ့ဒီလိုကျွန်တော်ရှုံးမတရားရှစ်တယ်ကျွန်တော်မရကြောက်ရရှစ်တယ်မလို့ရှုံးတော့လုံးမပေးဘူးကျွန်တော်လမ်းထိပ်ပဲရှိသေးတယ်တရုတ်ကြီးရဲ့ idea ပေါ့နော်ကျွန်တော်တို့တွားရင်းနဲ့လမ်းပါတဲ့အဲ့လို vlog လေးရိုက်သွားလိုက်မယ်လေတဲ့ interview ကလည်း interview ပေါ့တဲ့ okay လေးဆိုပြီးတော့ချပေါ့အားလုံးမင်္ဂလာပါကျွန်တော်မနေ့4 9 နာရီတော့ကျွန်တော်စထွက်တာစလမ်းအထွက်မှာပဲကျွန်တော်တို့ထမင်းကြော်ဆိုင်လေးတွေ့တယ်ထမင်းကြော်ဆိုင်မှာစားရဲကကျွန်တော်အဲ့ vlog ကိုစားတယ်ကိုနိုင်ကျဲစီကကျွန်တော်လုံးတယ်စားရဘိုးပေါ်ချတာတူတူကန်က